သူကအမေရိကန်မှာနေတဲ့တရုတ်လူမျိုးတဲ့ဒါပေမဲ့သူကမီလီယံနာတော်တော်လေးပတ်စံချမ်းသာတယ်ပေါ့နော်ပတ်စံနောက်ကိုတအားရှာတာပေါ့နော်ကျွန်တော်သိတဲ့တရုတ်လူမျိုးတွေလို့တဲ့အတိုင်းပဲပေါ့နော်သူကပတ်စံတအားရှာတော့တအားချမ်းသာပြီးတဲ့နောက်မှာသူစီဂျိုဖြစ်တယ်စီဂျိုဖြစ်ပြီးတော့နှလုံးသွေးကြောပိတ်တာကိုနှစ်ခါကြုံရတယ်စီဂျိုတို့1994မှာလာဖြစ်တယ်ပေါ့နော်နှလုံးသွေးကြောပိတ်တာကြုံရတယ်ပြီးတော့သူခြေထောက်မှာလည်းအနာဖြစ်တယ်ပေါ့နော်စီဂျိုကြောင့်ပဲနောက်ပြီးတော့သူဘာဖြစ်နေသေးလဲဆိုတော့ကြောက်ကက်မှာ protein စများတာပေါ့နော် protein ဓာတ်တွေအသားဓာတ်တွေများလာပြီဆိုတော့သူကစသိတဲ့အခါမှာသူ့ဦးလေးကလည်းဒီကြောက်ကက်ကြောင့်ပဲသူဆုံးသွားတယ်ကြောက်ကက်ဆေးနဲ့9နှစ်ကြာတော့ဆုံးသွားတယ်ပေါ့နော်အဲ့လိုဆုံးသွားတဲ့အခါမှာသူသိသွားတယ်ဘာသိသွားလဲဆိုတော့ငါလည်းတနေ့ကျရင်ဒီလမ်းကိုသွားတော့မယ်ကြောက်ကမှာလည်း protein ကများနေပြီဆိုတော့ကြောက်ကထိနေပြီပေါ့နော်သူလည်းတနေ့ကျရင်သူ့ဦးလေးနောက်လိုက်ရတော့မယ်ဆိုတဲ့အချိန်ကြမှာသူက lifestyle ကိုပြန်ချိန်တာသူပြန်ချိန်တဲ့အချိန်ကသူက65နှစ်လောက်မှ lifestyle ကိုပြန်ချိန်တာဗျာ lifestyle ကိုပြန်ချိန်တဲ့အချိန်ကြမှာသူတော်တော်ကြီးကြိုးစားပန်းစားပေါ့နော်သူကအစားအသောက်ပေါင်းအမျိုးပေါင်း2သန်းနဲ့တနေ့ကိုသွေးကြူဖောက်တာကိုအချိန်ပေါင်းအများကြီးဖောက်ကြည့်ရပေါ့နော်အချိန်ပေါင်းတော့ကျွန်တော်ဟိုနေ့ကပန်းလိုက်စီယုံရဲ့ဆမ်မနာသွားတက်တော့လဲဟုတ်တယ်လက်တိတ်များများဖောက်ရတဲ့လူကသွေးကြူပိုထိနိုင်တယ်ဆိုတာပြောပြရတယ်ပေါ့နော်အဲ့လာနဲ့သူပြောင်းလဲပြီးတော့လုံးဝ fit ဖြစ်တဲ့ခန္ဓာကိုယ်အခု80ကျော်သွားပြီအရင်ကျန်းမာသွားပြီပေါ့နော်အဲ့လိုမျိုးသူက life style ကိုလုံးဝပြောင်းလဲဖို့ကြိုးစားတယ်သူဆိုပတ်စံအရင်ချမ်းသာပြီအမေရိကလိုစိတ်ပညာအရင်ခင်မီတဲ့နေရာမှာစေဝါအကောင်းဆုံးနေမှီဝဲတယ်ဒါပေမဲ့အချိန်တန်ရင်ငါသွားတော့မယ်ဆိုတာကိုသိတဲ့အချိန်မှာသူ့ရဲ့စီးပွားရေးတွေကုန်ပစ်ချတယ်ပစ်ချပြီးတော့သူ့ရဲ့ life style ကိုကြိုးစားပြီးပြောင်းလဲပြီးလုပ်သွားတဲ့အရာလေးပေါ့နော်အဲ့အရာလေးကိုကျွန်တော်ဒီနေ့ C-fan မှာပြောတာကိုကျွန်တော်နားထောင်လိုက်ရတာကျွန်တော်မိတ်ဆွေတွေဝင်ပြပေးတာပါအဲ့တော့ကျွန်တော်ပြောချင်တာပဲကျွန်တော်ပဲပြန်စဉ်းစားကြည့်ပါတယ်ပြန်စဉ်းစားကြည့်တာပါလဲဆိုတော့ကျွန်တော်အခုအသက်40ကျော်သွေးတိုးလေးစားနေပြီကဲထားလိုက်ပါတော့နော်ကိုချုံအဲ့တော့ဒီတိုင်းသာဆက်သွားမယ်ဆိုရင်ငါသူ့လောက်တဲ့ပတ်စံမရှိဘူးပတ်စံလည်းမရှိဘူးဆိုရင်တစ်ချိန်ကြာရင်တော့အကြီးကျယ်ပြဿနာတက်လာတော့မယ်ဆိုတာကို remind ဖြစ်တဲ့အခါကျတော့ကျွန်တော်ရဲ့ DYB ကိုအရန်သတိရပြီးတော့ DYB ကိုကျွန်တော်ပုံမှန်တက်ပို့ပြီးတော့ sharing ပို့လုပ်တယ် sharing ပို့လုပ်ရင်ကျွန်တော်တို့ကောင်းတဲ့အရာကကျွန်တော်တနေ့တာမှာဘယ်လောက်ပင်လန်းပင်မှသူများကို sharing လုပ်ပေးမယ်ဆိုကိုယ့်ကို view site ဖြစ်တယ်ဗျ view site ဖြစ်တဲ့အကျိုးရလဒ်ကိုကျွန်တော်ခုခံစားနေရတယ်ကျွန်တော်18ရက်ရှိပြီဒီနေ့ဆို19ရက်မြောက်ဖြစ်သွားပြီပေါ့နော်ကိုကျမ်းမာရေး view site နေတာအဲ့တော့အဲ့ဒီအရာလေးတွေကိုကျွန်တော်တို့ insulin resistance နဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးခြင်းနဲ့ဒါ Gary ပေါ့နော် Gary ကကျွန်တော်တို့ရဲ့ lifestyle မှာ role model ဆိုပြီးတော့ C-fan ကပြောပြတဲ့ဗီဒီယိုလေးတွေအများကြီးတင်ထားတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စလိုက်အောင်ပေါ့နော်အဲ့တော့ insulin resistance ကိုကျွန်တော်အသေးစိတ်လေးနားလည်အောင်နဲ့ဒီအဝလွန်ခြင်းနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးပြဿနာတွေကြုံလာတယ်ကျွန်တော်တို့ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ပြဿနာတွေအားလုံးကိုကျွန်တော်ပြောပြမယ်ပြောပြတဲ့အခါမှာကျွန်တော်အမြဲတမ်းစာအုပ်ကြီးထုတ်ပြရတယ်ပေါ့နော်ဒီစာအုပ်ပေါ့ Why We Get Sick ကိုရေးတယ်ဒေါက်တာ Benjamin Professor Dr. Benjamin Bigman မှာသူက obesity management မှာဒီ top seller ပေါ့နော်သူက century တစ်ခုလုံးဆယ်စုနှစ်တစ်ခုလုံးဒီ obesity management နဲ့ပတ်သက်ပြီးတော့ obesity ဆိုတာဘာကြောင့်ဖြစ်လာပြီးတော့အောက်ဆုံးအခြေခံဘယ်ဟာကိုပြုပြင်ရရင်မြန်ကြီးနေကောင်းနိုင်မယ် lifestyle ကိုပြောင်းတဲ့အခါမှာဘယ်လိုမြန်လုပ်လို့ရမလဲဆိုတဲ့အရာတွေအားလုံးကိုသူကစာအုပ်တအုပ်အနေနဲ့ပြုစုရေးထားတော့သူ့စာအုပ်ကိုတော်တော်လေးရောင်းပါသူကဆယ်စုနှစ်နော်ဆယ်စုနှစ်တက္ကသိုလ်တွေဟိုပေါ့ကျွန်တော်တို့ကအစိပညာ research လုပ်တဲ့နေရာတွေအားလုံးမှာသူ like လေ့လာတယ်တရုတ်ပြည်လည်းသွားတယ်အမေရိကလည်းသွားတယ်သူ့ကိုသူ့အကြောင်းအများကြီးကျွန်တော်တို့ဒီမှာကျွန်တော်ဖတ်ရတယ်ပေါ့နော်ဖတ်ရတဲ့အခါကျမှကျွန်တော်ဖတ်တာလို့2020တည်းကပြောရင်တော့အခုလက်တွေ့ပေါ့ပြောပြတာပေါ့နော်အဲ့တော့သူကျွန်တော်အရင်ဆုံးနားလည်ရမှာဆရာကြီး insulin resistance ကိုကျွန်တော်ခဏပြောနေရဲဆိုတာအဲ့လောက်နားလည်သိချင်တာဗျ insulin resistance ကိုနားလည်မှာမိတ်ဆွေကကျန်းမာလာမဲ့အရာကိုပို့ပြီးတော့မြင်ဆန်တိဆောက်နိုင်မှာပေါ့နော် insulin resistance ဆိုတာကျွန်တော်တို့သွေးထဲမှာ insulin hormone ကြနေတယ် insulin hormone ကောင်းအလုပ်မလုပ်ခြင်းကိုခေါ်တာဖြစ်တယ်ဗျအဲ့လာလူတော်တော်များများ40ကျော်လာပြီဆိုရင်ကြုံရတယ်အဲ့လာကအားလုံးရဲ့ပြဿနာအရင်းမြစ်ဖြစ်နေတယ်insulin resistance ဖြစ်နေပြီဆိုရင်ကျွန်တော်ပြောတဲ့အချက်5ချက်ရှိမယ် five sign of insulin resistance လို့ခေါ်တယ်နံပါတ်1ကဘာလဲဆိုတော့ကျွန်တော် bio ပို့ပူလာမယ် bio ပို့ပူလာတဲ့တူခဏနံပါတ်2ကခဏ bite စားမယ်ပြီးရင်နှုံးလွယ်
ပန်းလွယ်ခေါင်းမကြည့်စိတ်မကြည့်စားပြီးအိတ်ငိုက်ပေါ့နော်အဲ့လာတွေဖြစ်မယ်အဲ့လာတွေဖြစ်ပြီးတော့နံပါတ်3ကကျွန်တော် level မဲ့ချိုင်းမဲ့ဒါမှမဟုတ် level မဲ့ချိုင်းမဲ့မဖြစ်တဲ့သူတွေ skin tag လို့ခေါ်တဲ့အရေပြားမှာအသက်ပိုလေးတွေထွက်မယ်အဲ့တော့နံပါတ်3နံပါတ်4ကကြတော့ကျွန်တော်တို့သွေးပေါင်လေးတက်ချင်တာလို့ဖြစ်လာတယ်နံပါတ်5ကကြတော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ကျွန်တော်အမျိုးသမီးတွေမှာဆိုရင်ရာသီသွေးမမှန်တော့တဲ့ပြဿနာတွေကြုံရမယ်ပေါ့နော်အဲ့လာမျိုးတွေကြုံလာပြီဆိုရင်ကျွန်တော် insulin resistance ရှိပြီးတော့အဲ့တော့ insulin resistance ရှိရင်အဲ့တော့ကျွန်တော်တို့ insulin resistance ကိုဘာလို့ကျွန်တော်တို့စိုးရိမ်ကျွန်တော်ပြောနေရတာလဲဆိုရင်အဲ့လာကယောဂတွေအားလုံးရဲ့ဇစ်မြစ်ပေါ့နော်roots of the causes ပေါ့နော်တော့ဖြစ်စေတဲ့အကြောင်းရင်းတွေရဲ့အနောက်ဆုံးဇစ်မြစ်ပေါ့နော်အဲ့နောက်ဆုံးဇစ်မြစ်မှာအဲ့တော့ insulin resistance ဖြစ်ရင်ပြဿနာပေါင်း16000ကြုံရလိမ့်မယ်ဗျပြဿနာပေါင်း16000ကဘာတွေကြုံရမှာလဲဆရာဆိုရင်တော့သွေးတိုးသူကစီဂျို pre-diabetes လို့ကျွန်တော်တို့ခေါ်လိုက်တာဖြစ်တဲ့အတွက်သွေးကြိုစလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့သွေးကြိုစီဂျိုဖြစ်ဖို့အခွင့်အရေးပိုများလာမယ်နံပါတ်1နံပါတ်2ကကျွန်တော်တို့ကသွေးကြောရောင်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကသွေးတိုးဖို့လွယ်လာတယ်သွေးတိုးဖို့လွယ်တာမနေ့ကကျွန်တော်ပြောတင်ထားတဲ့ post လေးလို့ပေါ့နော်သွေးတိုးဖို့လွယ်လဲဆိုတာဘာလဲဆိုတော့ sensitive to salt ပါ sensitive to salt ဆိုတာကြတော့ကျွန်တော်တို့ကအငံလေးနည်းနည်းစားတာနဲ့ကိုသွေးပေါင်ကတက်ချင်နေတယ်ခေါင်းမူးစကြောတက်ခဏခဏဖြစ်လာတယ်ပေါ့နော်အငံကငကိုတော့စားရင်သိမသိတာအခုစားရင်အရန်သိတာလာတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ပြီးတော့နံပါတ်2အဲ့တော့သွေးတိုးလာရင်သွေးကြောတွေရောင်မယ်သွေးကြောတွေရောင်တဲ့အတူကျွန်တော်တို့ဘာတွေဖြစ်မလဲသွေးကြောတွေရောင်တော့ကျွန်တော်တို့ခေါင်းမူးစကြောတက်ခဏခဏဖြစ်မယ်သွေးကြောရောင်တဲ့အတူရောင်ရမ်းခြင်းတွေကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာ C-reactive protein ဆိုတာထွက်လာတယ်အဲ့လာတွေကထွက်လာတဲ့ဖြစ်တဲ့အတွက်ကြောခဏခဏတက်တာအဲ့လာတွေကြုံလာရမယ်ပေါ့နော်ပြီးတော့သွေးတိုးနဲ့အတူနောက်ဆက်တွဲကျွန်တော်တို့ဘာတွေရှိသေးလဲဆိုတော့ရောင်ကိုင်းခြင်းဖြစ်စဉ်တွေကျွန်တော်တို့ဖြစ်မယ်တော့ကျွန်တော်တို့မှာနှလုံးကြီးတဲ့အတွက်ဒီ insulin resistance ဖြစ်ရင်သက်ရှူမွားတာကျွန်တော်တို့ရင်ဘတ်အောင်တာသက်ရှူမွားတာအဓိကပိုဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့အုံနောက်နဲ့အောင်ညောပိုင်းဆိုင်ရာမှာဆိုရင် enzyme ဖြစ်ဖို့အခွင့်အလမ်းအများများတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကခေါင်းမူးခေါင်းမကြည့်စိတ်မကြည့်အမြဲတမ်းဖြစ်နေတဲ့လူတယောက်ကစဉ်းစားကြည့်လေဘယ်လိုလို့မေ့တတ်မှာပဲပေါ့နော်အဲ့မေ့တတ်တဲ့ဟာနေ enzyme dementia တွေကကျွန်တော်တို့စောင့်နေတယ်ပြီးရင်ခေါင်းခဏခဏကိုက်တယ်အောင်ညောထုံကျင်တာတွေခဏခဏဖြစ်နိုင်တယ်ပေါ့နော်နောက်ပြီးတော့မျိုးပွားဆိုင်ရာကျန်းမာရေးပြဿနာတွေမှာ insulin resistance ရှိတဲ့သူတွေကကျွန်တော်တို့ကလေးရဖို့အရန်ခက်တယ်ယောက်ျားလေးဆိုရင်ပန်းတီပန်းညူဖြစ်တယ်မိန်းကလေးမှာဆိုရင်တာဝအိမ်မှာရေအိတ်တယ်ပဲပေါ့နော်ပြီးရင်ကင်ဆာယောဂသူက insulin resistance နဲ့ချိန်နေတဲ့ကင်ဆာယောဂ3မျိုးရှိရဲကျွန်တော်တို့က breast cancer ရဲ့ colorectal ရင်သားကင်ဆာနောက်ပြီးတော့ကျွန်တော်တို့ colorectal cancer လို့ခေါ်တဲ့ကျွန်တော်တို့ဥမာကြီးကင်ဆာပြီးရင်ကျွန်တော်တို့ယောက်ျားလေးမှာ CJ ကင်ဆာဖြစ်နေတယ်ပေါ့နော်ပြီးရင်အချိန်မတိုင်ခင်အိုမင်းရောခြင်းတွေကြုံရတယ်ပြီးရင်သူ့မှာပြဿနာပြီးသွားတော့ကြွက်သားတွေဆုံးရှုံးတယ်ပေါ့နော်အဲ့တော့ကြွက်သားတွေဆုံးရှုံးတယ်ပြီးရင်ကျွန်တော်တို့ကအဆစ်မြစ်တွေရောင်တာဖြစ်တယ်ပြီးတော့ခေါက်ယောဂဖြစ်တယ်ပေါ့နော်အဲ့တော့အဆစ်မြစ်ရောင်တဲ့ခါမှာကျွန်တော်ကြီးပေါင်းပေါ့ကြီးပေါင်းလို့သိတဲ့ဟာဖြစ်တယ်အဲ့တော့ကြီးပေါင်းအတွက်ကျွန်တော်တို့ဒူးကြီးပေါင်းခါကြီးပေါင်းနေဖြစ်ကြတယ်အဲ့တော့ဒူးကြီးပေါင်းမှာကျွန်တော်နည်းနည်းလေးထောက်ပြချင်တာဂလူကိုဆမင်းဆိုတာကျွန်တော်တို့သုံးရတယ်ဗျအဲ့လားလေးကျွန်တော်မှတ်ထားပြီပေါ့နော် glucose ဆမင်းပြီးမှကျွန်တော်ပြန်ချိတ်ပေးမယ်ပြီးရင်အစာခြေပြတ်မှုပုံစံတွေမှာလည်းကျွန်တော်ထိရပြီးရင်ကျွန်တော်အစာရင်ကဆက်ချစ်ပြန်တာအစာရင်လှုပ်ရှားမှုနှီးတာအသေးစီဖုံးတာအသေးကြီးကြောက်တယ်တာစီကြောက်တယ်တာပြီးတော့ကျွန်တော်တို့ကြောက်ကက်ထိတာကြောက်ကက်ပျက်စီးတာဖြစ်တယ်ပေါ့နော် insulin resistance ဝင်သွားရင်နောက်ဆုံးကတော့ကျွန်တော် obesity လို့ခေါ်တဲ့အဝလွန်ခြင်းကြောင့်ပဲဝတာကိုဘလို့မှထိမရတော့တဲ့အဆင့်ရောက်လာတတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေကြုံရမယ်ဆိုရင်ကျွန်တော်တို့အဲ့တော့ insulin resistance ဆိုတာကိုကျွန်တော်တို့ခန္ဓာကိုယ်မှာဒီလောက်လေးနားလည်သွားပြီးကျွန်တော်ခုနပြောတဲ့အချက်၅ချက်ပေါ့နော်ယောဂကြီးတွေထားလိုက်အောင်ယောဂကြီးတွေမှာအဲ့တော့ကျွန်တော်တို့မှာပြဿနာဘာတက်လဲဆိုတော့ကျွန်တော်တို့လိုအထွေထွေယောဂကုဆရာဝန်တွေကသိတယ်ဗျာဘာလို့လဲဆိုတော့မိသားစုဆရာဝန်တွေဖြစ်တယ်ဗျာကဲထောက်ပါလူနာတယောက်ကဒူးနာတယ်အသေးစီပုံရှိရယ်သွေးတိုးရှိရယ်ဘိုင်ဝိုးပူတယ်အဲ့လားဆိုရင်ဒူးနာဖို့အတွက်ကျွန်တော်တို့အယိုးကြောဆရာဝန်ပြရတယ်နောက်ပြီးတော့အသေးစီပုံရှိတော့အသေးနဲ့သွေးကြောဆိုင်ရာတွေယောဂတွေကုဖို့နှလုံးသွေးကြောချင်းတွေကုဖို့အတွက်နှလုံးနဲ့သွေးကြောဆိုင်ရာတွေကုဖို့အတွက်ဆရာဝန်ပြရတယ်အဲ့မှာဘယ်နှစ်ယောက်ရှိသွားဆိုဆရာဝန်က2ယောက်ရှိသွားပြီအဲ့ဆရာဝန်2ယောက်ကတယောက်တစ်မျိုးစီကျွန်တော်တို့စုံအောင်ပေးရတယ်ပေးတယ်ကျွန်တော်တို့ကောင်းမှုပေးတာပေါ့နော်ကျွန်တော်တို့ကောင်းမှုပေးတော့အဲ့လာတွေကိုကျွန်တော်တို့တောက်ရတဲ့ခါကျွန်တော်တို့မိသားစုဆရာဝန်တွေကအဲ့လာတွေအားလုံးကိုကျွန်တော်တို့ကပြန်ကြည့်ပေးရတယ်ပြန်ကြည့်တော့ပြဿနာလေးတွေကိုကျွန်တော်တို့ကတွေ့ရတာပေါ့နော်အဲ့တော့ကဲအဲ့တော့ဆရာဝန်အဲ့လိုမျိုးဖြစ်လာတဲ့ပြဿနာတွေအားလုံးမှာအဲ့တချို့လူနာတွေဆိုပြောတယ်ဆရာဝန်3ယောက်လောက်ပြပြီးသွားတယ်ဆရာရဲ့တဲ့ဆရာဝန်တယောက်တည်းပြောင်းပြလို့မရဘူးလားပေါ့အဲ့ဘာကြိုက်ကိုကျွန်တော်တို့ကဆရာဝန်တယောက်တည်းပြောင်းပြလို့ရအောင်ရွေးပေးရသေးတယ်ဗျအဲ့လိုမျိုးတွေမ
မဖြစ်ချင်ဘူးဆိုရင်ဒီပြဿနာရဲ့အရင်းငယ်ဖြစ်တဲ့ insulin resistance ကိုနားလည်အောင်လုပ်မယ်နားလည်အောင်လုပ်ပြီးတော့ကိုယ့်ရဲ့လူနေမှုဘဝကိုပို့ပြီးတော့ကောင်းလာအောင်လုပ်မယ်ဆိုရင်ဆေးရုံဆေးကန်သွားမယ်ဈေးရိတ်တွေတက်တာမယ်ပေါ့နော်ကျွန်တော်အသေးချာတစ်ခုကတော့ Gary လိုမျိုးအရန်ပတ်စံချမ်းသာတာမဟုတ်တဲ့အတွက်တော်တော်ကြီးဖြစ်မှနောက်ပြန်လှဲလို့ကျွန်တော်တို့မရလာဘူးပေါ့နော်အဲ့တော့အဲ့လာလေးကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်တို့ insulin resistance မှရှိသိမှန်းသိအောင်ဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဘာလုပ်ဖို့လိုလဲဆိုတော့ကျွန်တော်တိုင်းထွာကြည့်ပါတိုင်းထွာမယ်ဆိုရင်ကျွန်တော်အချက်3ချက်တိုင်းမယ်နံပါတ်1က BMI တိုင်းမယ်ပေါ့နော် BMI ဆိုတာကျွန်တော်အလွယ်ပဲမြင်ပြောလိုက်မယ် weight ကိုတီးမယ် height နဲ့စားမယ်ကျွန်တော်တို့ weight ကိုဒီ height ကိုစားပြီးခဏန်းထွက်လာမယ်ခဏန်းထွက်လာရင်25အောက်ပိုင်းကကျွန်တော်တို့အယောင်ကောင်းတယ်အစိမ်းရောင်ဟလာမိတ်ဆွေရဲ့ခန္ဓာကိုယ်က fit ဖြစ်တယ်လို့ပြောအကြမ်းမြင့် fit ဖြစ်တယ်လို့ပြောလို့ရတယ်ပြီးရင်လိမ္မောအဝါရောင်လိမ္မောဆိုရင်ကျွန်တော်တို့က25ကနေ30ကြားဆိုရင် overweight လို့ခေါ်တယ်ကျွန်တော်ဆို overweight ထဲဝင်တာပေါ့နော်ပြီးရင်30အထက်ဆိုရင် obese 35အထက်ဆိုရင် extremely obese ပေါ့နော်အဲ့တော့ဒီ live ရဲ့အောက်မှာကျွန်တော် BMI ချက်လေးပေးထားမယ်ပြီးကိုယ့်ရဲ့မိတ်ဆွေတွေလည်းဝင်ကြည့်လို့ရအောင်မ BMI ချက်လေးကြည့်ပြီးတော့ကိုယ့်ရဲ့ BMI ဘယ်လောက်ရောက်နေလဲအဲ့ weight ကိုဒီ height နဲ့ကျွန်တော်တို့ချိန်လိုက်ပေါ့နော်ပြီးရင်ကျွန်တော်တို့ BMI ချက်တယ်မှာကိုယ့်ရဲ့ BMI ဘယ်လောက်ရှိနေလဲဆိုတာကိုကျွန်တော်တို့ပြန်ကြည့်ကြည့်ပေါ့နော်အဲ့တော့ overweight ဆိုတာနဲ့ကျွန်တော်တို့ overweight ဆိုတာနဲ့ပြီးရ insulin resistance ဝင်လာနိုင်ပြီဗျနော် overweight ဆိုတာနဲ့အဲ့တော့တော်တော်များတော့ပေါင်ချိန်နေဗျပေါင်ချိန်ဘယ်လောက်တက်သွားရဲကျွန်တော်ပေါင်ချိန်ဆက်ဆိုတာထက်ပိုပြီးတိကျတဲ့ BMI ကိုချိန်သေးခြင်းနဲ့ BMI ချိန်လိုက်ရင်ကိုက weight ဘယ်လောက်မှထားရမလဲဆိုတာကိုသိရဲကိုယ့်ရဲ့ target ကိုတတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ BMI လေးကိုကျွန်တော်ချက်လေးတင်ပေးမယ်ပေါ့တင်ပေးမယ်ပေါ့နော် BMI ပြီးရင်ကျွန်တော်နံပါတ်2ကပါလဲဆိုတော့ visual fat ကိုကျွန်တော်တို့ကသိချင်တာဖြစ်တယ်ဗျ1/bio-ac ပေါ့ bio-ac ကိုကျွန်တော်တို့ကဒီတက်ပို့ပြီးကောင်းအောင်နားလည်အောင်ပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့ခါပတ်လေအစီကကျွန်တော်တို့အတွက်ကျန်းမာရေးထိခိုက်တယ်ဆိုပြီးတော့ကျွန်တော်တို့ခါပတ်လေကိုကျွန်တော်တို့တိုင်းကြည့်ရမှာဖြစ်တယ်ပေါ့နော် width circumference လို့ခေါ်တယ် width circumference ကပေကျိုးကိုယူချက်မှာဆုံးအသက်ရှူထုတ်လိုက်တဲ့အချိန်မှာတိုင်းကြည့်ရမယ်ပေါ့နော်အတင်းကျပ်ကြီးမလုပ်ထားဘူးတဲ့အဲ့မှာကျွန်တော်တို့ကယောက်ျားလေးဆိုလက်မ40အထက်မိန်းကလေးဆို35လက်မအထက်အဲ့လားဆိုရင် bio ပူတယ်လို့သတ်မှတ်တယ်insulin resistance လုံးဝဝင်ဖို့သိကြသလောက်ပဲပေါ့နော်အဲ့တော့အလွယ်ကူဆုံးတိုင်းနည်းကကို့မှာပေကျိုးမရှိသေးဘူးဆိုရင်တော့ကျွန်တော်ဆရာကြီးပြောသလိုပေါ့ခေါင်းငုံချက်လက်ကိုတက်ရက်ခန္ဓာကိုယ်တက်မတ်ရက်မယ်ပြီးရင်ခေါင်းကိုအရင်မငုံမဲနဲ့မေးသီးလေးငုံတလောက်လေးပဲငုံကြည့်မယ်ပေါ့နော်ငုံကြည့်လို့ကိုချိန်မှာကိုမမြင်ဘူးဆိုရင်သိကြတယ်တဲ့အဲ့တော့အဲ့လားဆိုရင်တော့ကနန်းတင်တွေတက်နေပြီပေါ့နော်ခါပတ်လည်းအစီများနေပြီအဲ့လားဆိုရင်တော့ကျွန်တော် insulin resistance ဝင်နိုင်တယ်insulin resistance ရဲ့နောက်ထပ်ဝင်နိုင်တာကိုကျွန်တော်တို့တိကျသိမယ်ဆိုရင်တော့ကျွန်တော်တို့ကဆေးသွေးစစ်ကြည့်ရမယ်သွေးထဲမှာရှိတဲ့အစီ၄မျိုးကိုကျွန်တော်တို့3လတစ်ကြိမ်6လတစ်ကြိမ်ဖောက်ကြည့်ပါအဲ့လားဆိုရင်ကိုကျန်းမာရေးကိုပိုကောင်းလာလားဆိုတာသိရမယ်ပေါ့နော်အဲ့တော့သွေးထဲမှာရှိတဲ့အစီ၄မျိုးမှာ total cholesterol ပါတယ် triglyceride ပါတယ်ပြီးတော့ကျွန်တော်တို့HDL လို့ခေါ်တဲ့ကောင်းတဲ့ cholesterol ပါတယ် LDL လို့ခေါ်တဲ့မကောင်းတဲ့ cholesterol ပါတယ်အဲ့တော့ကျွန်တော်တို့ငကိုတုံးကတော့ LDL ကိုတော်တော်များများအခုချိန်ထိလဲဒီဒေါက်တာ Benjamin Bigman ရေးပေးထားပါတယ် LDL ကိုကျွန်တော်တို့အဓိကကြည့်ရတယ်ပေါ့နော်နှလုံးသွေးကြောပိတ်တဲ့သူတွေနှလုံးသွေးကြောကျဉ်းနေတဲ့သူတွေမှာ LDL ကိုကျွန်တော်60အောက်ထိကျွန်တော်တို့ကချထားတာဟုတ်ဗျ LDL ရဲ့အစီကိုကြည့်တယ်အဲ့တော့အခု Dr. Benjamin Bigman က insulin resistance မှာကျတော့သူဘာပြောလဲဆိုတော့ LDL cholesterol က2မျိုးရှိတယ်ပတ်တန် A နဲ့ပတ်တန် B ပေါ့နော်ပတ်တန် A ကကျတော့သိပ်ပြဿနာမပေးဘူးပတ်တန် B ကပြဿနာပေးတာပေါ့နော်အဲ့တော့ပတ်တန် B A လား B လားကွဲဖို့ထပ်စစ်မယ်ဆိုရင်အရန်ခက်ခဲတဲ့စစ်ဆေးမှုတွေဖြစ်လိမ့်မယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုတော့ LDL ပတ်တန် B များနေလားသိဖို့ဆိုရင် triglyceride နဲ့ HDL ကို ratio ချပါတော့အဲ့တော့ triglyceride ကိုဒီမကောင်းတဲ့အစီကျွန်တော်ဆိုရင်တော့ကျွန်တော်လူနာရေချိုဤစိတ်လို့ခေါ်တယ်ပေါ့ချိုဤစိတ်တက်စေတဲ့အစီပေါ့အဲ့ triglyceride ကိုဒီအောက်က HDL နဲ့စားပေါ့နော် HDL နဲ့စားရင် fit ဖြစ်တဲ့ခန္ဓာကိုယ် insulin resistance မရှိတဲ့ခန္ဓာကိုယ်က 1:1အဲ့တော့ပြီးရင် 2:1 ဆိုရင်တော့ကျွန်တော်တို့ fit မဖြစ်ဘူးlow risk ပေါ့နော် insulin resistance တော့မဝင်သေးဘူးနေလို့ထိုင်လို့တော့ကောင်းနေတော့မဲ့ပေါ့အဲ့တော့ပြီးရင်ကျွန်တော်တို့က3:1ဆိုရင်တော့ moderate risk insulin resistance ဝင်နေပြီကျန်းမာရေးပြဿနာကြီးကျယ်ထိတစ်ခုဝင်လာတော့မယ်4:1ဆိုရင်တော့ပိုဆိုးယူ5:1တို့ဘာလို့ဆိုရင်တော့ပိုဆိုးယူပေါ့ထားပါတော့ကျွန်တော်တို့triglyceride 250ပဲထားလိုက်ပေါ့ triglyceride 250ရတယ်250ဆိုပုံမှန်ဆိုတော့အတက်ပြနေပေါ့ပြီးရင် HDL က50ရတယ်ထားလိုက်ပေါ့နော်ဒါဥပမာပြောမယ်အဲ့တော့ triglyceride က250အပေါ်မှာထား HDL ကHDL ကိုအောက်မှာထား50ပေါ့250ကို9နဲ့ဆိုင် 5:1 ရအဲ့ဒါ moderate ဆို high risk တော့အနီအောင်ဆင်းသွားပြီအနီအောင်ဆင်းသွားသိကြတယ်ကျန်းမာရေးပြဿနာတစ်ခုမဟုတ်3-4ခုလောက်တော့ဇက်တိုက်ဖြစ်နေလောက်ပြီပေါ့နော်ဒါတော့မျက်စိနဲ့မြင်အောင်ပြောတာပါအဲ့တော့
အဲ့တော့insulin resistance ဆိုတာနားလည်ပြီးဘယ်လိုတိုင်းထွားရမလဲနားလည်ပြီးဆိုရင်ကျွန်တော်တို့ကစပြီးတော့ကျွန်တော်တို့ကဆေးကုတော့မယ်ဆိုရင်ဆရာဝန်တွေကဆေးပေးမှာပေါ့ဗျာဆေးပေးတဲ့အခါကျွန်တော်တို့ကဈေးကွက်ထဲမှာရှိရဲကျွန်တော်တို့ဆေးတွေကျွန်တော်ပေးတယ်ပေါ့နော်ပေးတဲ့အခါနံပါတ်1ကတော့ဒီ cholesterol တွေကိုထိန်းဖို့အတွက် statin အုပ်စုကိုပေးတယ် statin အုပ်စုကိုကျွန်တော်လည်းအခုချိန်ကြီးကျွန်တော်လူနာတွေပေးနေတော့မယ်ပေးရမှာပဲအေးဒီ insulin resistance ကိုနားလေဒါမနေတာတဲ့ကိုလက်လှူရှားလေ့ကျင့်ခန်းနေအစားတောက်သူပါစားလဲတွေကိုကျွန်တော်တို့ဒီသားစုဆရာဝန်တွေဝင်ကြည့်မပေးနိုင်ဘူးဗျာအချိန်ကျွန်တော်တို့ပေးနိုင်တာလူနာတယောက်10မိနစ်ဦးဗျအဲ့တော့ကျွန်တော်တို့က statin ကပေးကိုပေးရတယ်ဗျပေးတဲ့အခါကျတော့ကျွန်တော်တို့က statin ကstatin ကကျွန်တော်တို့atorvastatin သိတယ်မေဆိုလိုသိလိမ့်မယ် rosuvastatin ရှိတယ် atorvastatin နဲ့ rosuvastatin ကတော့အသုံးများတယ်ပေါ့နော်10 20 40ပေါ့နှလုံးသွေးကြောပိတ်တဲ့ဒီဆိုရင်40လောက်ထိကျွန်တော်တို့ပေးတယ်ဗျနော်အဲ့တော့statin ပေးတယ်ပေါ့ဗျာအဲ့တော့ statin ပေးတဲ့အခါကျွန်တော်ကဒီလိုကျမ်းမာလောင်ပြောတဲ့ topic မှာကျွန်တော်ပြောခွင့်ရှိတာပေါ့နော်ကျွန်တော်လူနာတွေလည်းကျွန်တော်ပေးပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပြီးခဲ့တဲ့1လလောက်ကတောက်ရတယ်ပေါ့နော်တောက်တဲ့အခါမှာသူက statin ကိုယ်တိုင်ကိုကကျွန်တော်တို့ကmuscle loss ဖြစ်တယ်ကြွက်သားတွေဆုံးရှုံးတယ်ပေါ့နော်ကြွက်သားတွေဆုံးရှုံးတယ်နောက်ပြီးတော့ insulin resistant ဝင်နေတဲ့ခန္ဓာကိုယ်ကလည်းကျွန်တော်ခုရှိမှတော့ပြောခဲ့တယ်သူကလည်းကြွက်သားတွေဆုံးရှုံးတယ်အဲ့တော့ကြွက်သားကဆုံးရှုံးတာဖြစ်တဲ့အတွက်ကြွက်သားဆုံးရှုံးတဲ့ဟာနှစ်ခုပြိုင်ဆင်းသွားတယ်ပေါ့နော်အပြိုင်ဆင်းသွားတော့ဟာဆရာအော် statin မပေးကျွန်မမတောက်တော့အဲ့လိုလည်းမရဘူးဘာလို့လဲဆိုတော့မိတ်ဆွေကကျမ်းမာရေးနဲ့ကိုလက်လှူရှားတွေကိုလိုက်စားနေတဲ့သူမှာ statin ကမတောက်ဘဲနေလို့ရမှာမတောက်ဘဲနဲ့နေလို့မရမတောက်ရင်လည်းပြဿနာတက်လိမ့်မယ်။ Okay တောက်ပြီဆိုရင်လည်းကြွက်သားဆုံးရှုံးတယ်ဆိုတာနားလည်ရမယ်။ယောဂဟိုကလည်း insulin resistant ကိုယ်တိုင်ဟိုကလည်းကြွက်သားဆုံးရှုံးတယ်။ statin ကလည်းကြွက်သားဆုံးရှုံးတယ်။ကျွန်တော်ဆိုရင်ဘယ်လောက်ကြုံရတယ်ဆိုကျွန်တော်ကလေးလာပြီဆိုလေ့ကျင့်ခန်းလုပ်တယ်ဗျာ။လေ့ကျင့်ခန်းလုပ်တော့အဲ့ statin တောက်တဲ့အချိန်မှာလေ့ကျင့်ခန်းလုပ်တဲ့အခါကျတော့ခြေထောက်တွေတအားနာပုံမှန်နာတာထက်ကိုနာတယ်ဘလောက်ကြောရှော့ရှော့မတတ်တာဘူးဘလို့မှမတတ်တာဘူးပေါ့နော်အဲ့လာနဲ့ကျွန်တော်ဒီဝိုင်းပြန်စဖြစ်တယ်ပေါ့နော်ကိုရစတက်မတောက်ရဲတော့လန့်သွားဒီဝိုင်းပြန်ပြီး sharing လုပ်တဲ့အခါကျွန်တော်ကိုကြမ်းမိုက် view site ဖြစ်တာဗျာ view site ဖြစ်တော့ကိုပို့ပြီးနေကောင်းလာတာဗျာနော်အဲ့တော့ကျွန်တော် statin မတောက်ဖြစ်တော့ကဲဒါလေးအဘူသူရပြောတာမတောက်ဆရာဝန်ညွှန်ကြားထားရင်တောက်နေရမယ်ဒါပေမဲ့ statin ရဲ့ side effect ကိုလည်းကိုနားလေရမယ်ပေါ့နော်Okay အဲ့တော့ statin ဖြစ်ရပြီအဲ့တော့ statin တောက်တဲ့အခါမှာကျွန်တော်တို့က statin က cholesterol ထိန်းနိုင်တယ်ဒီအကုန်လုံးကိုကျွန်တော်ထိန်းသွားနိုင်တယ်ထိန်းသွားနိုင်ပေမဲ့လူကကြွက်သားဆုံးရှုံးတာဖြစ်တဲ့အတွက်ဒီ Dr. Benjamin Bigman ကဒီဆေးတွေအကြောင်းအသေးစိတ်လေ့လာထားတဲ့သူမှာ statin အကြောင်းသူပြောတယ်သူပြောတာဘာပြောလဲဆိုတော့အဲ့လာလေးကမှတ်ထားဖို့ပေါ့နော်သွေးဆုံးပြီးသားအမျိုးသမီးရလည်းကြွက်သားတွေဆုံးရှုံးနေတယ်ဘာလို့လဲဆိုတော့ calcium နဲ့ vitamin D တွေထိုးကြတာဟုတ်ဗျာနော်အဲ့တော့သွေးဆုံးပြီးတဲ့အမျိုးသမီးကလည်းကြွက်သားတွေဆုံးရှုံးတယ်အဲ့တော့သွေးဆုံးပြီးတဲ့အမျိုးသမီးက insulin resistant ဝင်တော့ကျွန်တော်တို့ဆရာဝန်တွေကကြွက်သား insulin resistant ဝင်တော့ကြွက်သားဆုံးရှုံးတယ်ပြီးတော့statin ထပ်တောက်တော့ကြွက်သားဆုံးရှုံးတယ်3မျိုးပေါင်းပေါ့နော်အဲ့တော့3မျိုးပေါင်းဖြစ်တဲ့သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာဆိုရင် statin တောက်ရင်နောက်သူကခြေသလုံးလေးတွေသေးလာတယ်ခြေသလုံးလေးသေးလက်လေးတွေသေးပြီးဘိုင်ဝီးရပို့ပြီးတော့သူကဖိကျိုသွေးကြိုဖြစ်ဖို့90%တော့ပိုများသွားနိုင်တယ်ပေါ့နော်အဲ့လားလေးသူထောက်ပြထားတယ်ဗျအဲ့တော့ကိုက statin မတောက်လို့လည်းမရဘူးဆရာဝန်ညွှန်ကြားထားရင်တောက်ရမယ်ဒါကိုကကျမ်းမာရေးလိုက်စားဖို့အတွက်စိုင်းပြင်းတော့မယ်ဆိုရင်တော့ဒီ statin ကိစ္စတဖြည်းဖြည်းဆရာဝန်ကကိုယ်လျှော့သွားပေးလိမ့်မယ်ပေါ့နော်ဒါ statin ကိစ္စအဲ့တော့ statin ပြီးသွားရင်ကျွန်တော်ဘာပေးလဲဆိုတော့တော့ statin ကကျွန်တော်တို့ကလူဦးရေ100မှာ300ခိုင်နှုန်းကဝေးကြတယ်တဲ့နော်300ခိုင်နှုန်းပဲဝေးကြတယ်နော်100လုံးမကြဘူးအဲ့တော့ပြီးရင်ကျွန်တော်တို့ကZytrian ပေးတယ် Zytrian တော့ fat absorption ကို block လုပ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လူမျိုးကအစီမအဲ့လောက်ကြီးမစားတာအစီမမစားတာเนาะအစီမအရင်မစားတော့အရင်ကြီးတော့သူကZytrian ကတော့ကျွန်တော်တို့လူကြီး100မှာ10ရာနှုန်းဝေးကြတယ်ပေါ့နော်ပြီးတော့အခုနောက်ပိုင်းဆိုရင်ကျွန်တော်တို့ semaglutide ပေးသုံးလိုက်ကြပြီသုံးတဲ့တစ်ချက်တော့ပိန်သေးဆိုမေးစီတို့သိကြတယ်သူကကြတော့ GLP-1 နဲ့ GLP-1 ပေါ့နော် GLP-1 ဆိုတာ GLP-1 agonist ဖြစ်တယ် GLP ဆိုတာ glucagon-like peptide ပေါ့နော် glucagon-like peptide ကို intestine ကနေပြီးတော့သူ့ဘာသူပဲကျွန်တော်ခန္ဓာကိုယ်ကရှိတယ်ဒါပေမဲ့ဝါတဲ့သူတွေအစားတောက်နေထိုင်နေမှားသွားတဲ့သူတွေမှာအဲ့ကောင်တွေကမရှိတော့ကျွန်တော်တို့အပြင်ကဖြည့်ဆွဲပြီးထိုးရတာပေါ့နော်ထိုးတာတို့တောက်တာတို့လောက်တာပေါ့အဲ့ကောင်လှုပ်လိုက်တဲ့အခါမှာအစာရင်ကကျွန်တော်ပုံမှန်ထက်နှီးသွားတယ်ကျင်းလာတဲ့ဗျာဖြစ်တဲ့လှုပ်ဆောင်မှုမျိုးသူကလှုပ်ပေးနိုင်တယ်ပေါ့နော်ငယ်တော့ဆိုကျွန်တော်ဘိုက်ပြင်းထပ်မစားနိုင်ဘူးလေအခုဆိုဘိုက်ပြင်းလေကျွန်တော်ထပ်စားနိုင်တယ်ဒီမှာအဲ့လောက်ပြောပြအဲ့လိုမျိုးနဲ့ကျွန်တော် GLP-1 agonist တွေအလုပ်သွားတယ်လုပ်တဲ့အခါမှာသူက GLP-1 နေကကောင်းလားဆိုရင်တော့နောက်ဆုံးပေါ်ဆေးဝါးဖြစ်တဲ့အတွက်ကောင်းတယ်သူ့ရဲ့ဘီရွက်ဆိုကြတာလည်းတော်တော်များတယ်တော်တော်များတာကတော်တော်များတယ်ပေါ့နော်တော်တော်များတယ်ဆိုတာဥမာလေးတစ်ခုပြောမယ်ဗျာကိုက
ကိုကဟို GLP-1 သုံးနေတယ် GLP-1 တစ်ခုကိုတောက်တာတို့ထိုးတာတို့သုံးမယ်အထောက်ဆောင်တွေဘာတွေမရိုက်ထားဘူးသူတွေဘာတွေလည်းမစစ်ထားဘူးဒီစီကကောင်းလို့သာကျွန်တော်တို့ညွှန်းလို့တောင်းလိုက်တယ်ထားလိုက်တော့သုံးလိုက်တဲ့အချိန်မှာကိုယ့်ကလီစာတွေဘာဖြစ်နေလဲကိုမသိဘူးထားပါတော့ကို့မှာစီးကြောက်ရှိနေတာမသိဘူးတဲကြီးကြောင်ရှိနေတာမသိဘူးမသိတဲ့အခါမှာဒီကျွန်တော်တို့အစာရင်ကကျွန်တော်တို့ကရေမြန်းကျွန်တော်တို့ကပုံမှန်ကိုလက်လုံရှာလေ့ကျင့်ခန်းတွေလုပ်ပြီးတော့ကျန်းမာအောင်တိဆောက်တဲ့သူကရေပူတောက်ဖြစ်တယ်အလိုလိုတောက်နေရတာဗျာဘာလို့လဲဆိုတော့ပိုက်ဆံလိုက်လည်းရေတောက်နေတာဟုတ်ဗျာနော်အဲ့လိုရေပူတောက်လိုက်မှကျွန်တော်တို့စီးကြောက်တယ်မတဲတာတွေတဲကြီးကြောက်တွေမဖြစ်တာတွေကိုကျွန်တော်တို့ကကာကွယ်နိုင်မှာဟုတ်ဗျာဒါပေမဲ့ GLP-1 ကကြတော့အဲ့လိုမျိုးကြီးချက်ချင်းသူကအစာရင်နဲ့ဦးလန်းချောင်းတွေကိုလိုက်ထိန်းလိုက်တဲ့အခါကျတော့ရေတောက်ငကိုတွေကရေတောက်နည်းနေရတဲ့ခန္ဓာကိုယ်ရေတောက်လည်းမတောက်ဖြစ်တဲ့အခါဒီကြောက်ပြဿနာတွေဒုက္ခပေးတော့တာပေါ့နော်ဒုက္ခပေးတဲ့အခါနောက်ဦးလန်းချောင်းပြဿနာတွေဒုက္ခပေးတယ်အဲ့တော့ဘေးထွက်ဆိုးကျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ကိုဦးမိုးတော်ပေါ့နော်ဦးမိုးတော်မှာသူအစင်မပြေတဲ့အကြောင်းသူတင်ထားတာလေးကျွန်တော်ဖတ်လိုက်ရသေးရဲ့ဗျာ TikTok ထဲမှာလေအဲ့တော့ဘေးထွက်ဆိုးကျိုးတွေဒီဟာလည်းရှိတယ်လူတိုင်းတော့ GLP-1 တွေတောင်မှဒီစပတိုက်တွေတောင်မှမွန်ဂျယ်ရိုတော့မှသူက30%ပဲဝေ့ချပေးနေတယ်100မှာ30%ပေါ့နော်ကျွန်တော်TikTok မှာတခုကြည့်လိုက်ရတဲ့ဗီဒီယိုလေးတခုဆိုရင်သူဆေးထိုးတာ30ကုန်သွားပြီတဲ့သူဆေးရလဲသူ့လို့သူမလုပ်ပေးဘူးနော်တဲ့ဆေးပဲတဲ့ထိုးပြီးွားရင်လည်းပိန်ပေးပေါ်တယ်ကိုကစားကျင်တာလေးတော့စားလိုက်ရမှာတဲ့အဲ့လာလေးတွေ့ပြီးရည်ကျင်လို့ပါမဟုတ်ဆေးထိုးပေးတဲ့ဆရာဝန်တွေကလည်းနားလေတယ်ဗျာမနက်ပိုင်းဆိုရင်ပါစားပါနေ့လယ်ဆိုရင်ပါစားပါညစားပါကျွန်တော်ပြောသလိုပဲသူတို့လည်းပြောပေးရတာပေါ့ဗျာပြောပေးမှလည်းသူကဆေးကပုတ်ဗျာဆေးကတအားစားနေနိုင်တဲ့သူတွေမှာချက်ချင်းအလုံးမဖြစ်ဘူးဗျာအဲ့တော့ချက်ချင်းအလုံးမဖြစ်တော့မီလီဂရမ်ပို့ထိုးလို့လည်းမရဘူးဖြည်းဖြည်းချင်းတဆင်ချင်းထိုးရတာဗျာတဆင်ချင်းထိုးတော့ပတ်စံလည်းကုန်လာတယ်ဝိတ်ကလည်းမကျလာဘူးဆိုရင်လူကစိတ်ညစ်တာပဲပေါ့နော်ပြီးတော့ဆေးပြန်ဖြတ်လိုက်ရင်လည်းဒီအဆိုင်ကဒီလောက်တိုင်းပဲပြန်လောက်တာပါပဲလို့နော်အဲ့တော့ကိုယ့်ဘက်ကိုလေ့ကျင့်ပြီးတော့ကြက်မှကြက်ခံအောင်သာလောက်ကြတာအကောင်းဆုံးပဲပေါ့နော်အဲ့တော့ဆရာကြီးကိုယ့်ဘက်ကိုလောက်ကြမယ်ဆိုရင်ဘာလောက်ကြမလဲဆိုတော့သိပြီးသားပဲအစားအသောက်နဲ့ကိုလက်လှူရှာလေ့ကျင့်ခန်းပဲပေါ့နော်အစားအသောက်က80%အရေးကြီးတယ်ကိုလက်လှူရှာလေ့ကျင့်ခန်း30%အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီနေ့မနေ့ကတော့ကျွန်တော် TikTok မှာအစားအသောက်မှာ fiber စားဖို့ကိစ္စလေးပြောခဲ့တယ်ပေါ့နော်ဒီနေ့တော့ကိုလက်လှူရှာလေ့ကျင့်ခန်းလေးမြန်လေးကျွန်တော်နားလေတောက်လေး sharing လုပ်ချင်တယ်အတော်ကြီးတော့မဟုတ်ဘူးဒါပေမဲ့အစားအသောက်က100မှာကျွန်တော်ကျမ်းမာလောင်လုပ်ပေးဖို့ကျမ်းမာအစီကြပါ80%လေ့ကျင့်ခန်း30%ပေါ့နော်အဲ့တော့ gym ကိုတနေ့ကျွန်တော်တို့4နာရီသွားဖို့မလွယ်ဘူးကိုယ့်ရဲ့တနေ့တာစားတဲ့ပုံမှန်တွေကိုအကုန်ချော့ဖို့4နာရီသွားဖို့2နာရီသွားဖို့1နာရီသွားဖို့တော့ကျွန်တော်တို့မလွယ်ဘူးဗျဒါပေမဲ့လေ့ကျင့်ခန်းကိုကိုယ့်အိမ်မှာကိုလုပ်တဲ့အခါမှာလေ့ကျင့်ခန်းလုပ်တဲ့အခါမှာဒီဒေါက်တာဘက်ဂျမန်ဘစ်မန်ကဘာပြောလဲဆိုတော့လမ်းစာလျှောက်တာပေါ့နော်လမ်းစာလျှောက်တာကသူမနေ့စောစောလျှောက်တာညနေဆောင်နေလျှောက်တာတွေကိုသူကအာမပေးဘူးသူလျှောက်ခိုင်းတာထမင်းစားပြီးလျှောက်ခိုင်းတာပေါ့နော်ထမင်းစားပြီးတဲ့အချိန်တိုင်းမှာလမ်းလျှောက်မယ်လမ်းလျှောက်တာသူကဘယ်လောက်တောင်လျှောက်ခိုင်းလဲဆိုသူက3000ကနေ4000 3000နဲ့4000အထင်မသေးနဲ့နော်အဲ့ဒါနိုင်ခွဲလောက်လျှောက်ရတယ်ဗျာခြေလမ်း3000 4000ကျွန်တော်လျှောက်ဘူးတယ်ကျွန်တော်မိတ်ဆွေတွေ DYB လူလုပ်ဖူးတဲ့လူတွေဆိုသိတယ်3000ကနေ4000ဆိုတာလေထမင်းစားပြီးလျှောက်လိုက်ရင်လေနိုင်ခွဲလောက်လျှောက်ရတာခြေတောက်တွေနာတဲ့အထိလျှောက်ရတယ်ပေါ့နော်အဲ့တော့4000ထမင်းစားပြီးနိုင်ခွက်လမ်းလျှောက်ပေါ့ဗျာလမ်းလျှောက်တဲ့အခါမှာစစချင်းတော့ကျွန်တော်တို့နိုင်လမ်းလျှောက်ဖို့ကချက်ချင်းဘယ်လိုမှအဆင်မပြေဘူးဘာလို့လဲဆိုတော့7မိနစ်လောက်ဆိုရင်ကျွန်တော်တို့6လောက်ကနာလာနိုင်တာဟုတ်ဗျာအဲ့တော့7မိနစ်စားလျှောက်မယ်နောက်နေ့တွေမှာထမစားပြီးတိုင်းမှာ7မိနစ်ပြီး15မိနစ်ဖြည်းဖြည်းချင်းတိုးသွားမယ်ပေါ့နော်လမ်းလျှောက်ပြီးွားနဲ့ကျွန်တော်တို့က6လောက်တွေနာတတ်တာဖြစ်တဲ့အတွက်အကျော်လျှော့ဖို့လေးလုပ်ရမယ်သူကကြတော့သူကဒီမှာaerobic စဆော့ခိုင်းတယ် aerobic ဆိုတာမောတဲ့လေ့ကျင့်ခန်းတစ်ခုစလုပ်ပေါ့နော်မောတဲ့လေ့ကျင့်ခန်းတစ်ခုဆိုမြင်တွက်လေးလမ်းလျှောက်လိုက်မောတက်လာတာမှာပေါ့နော်အဲ့လိုမျိုးပြီးရင်ကျွန်တော်တို့က resistance training ဝင်ခိုင်းတယ် resistance training နဲ့သူအဓိကတားတာကတော့လမ်းလျှောက်ပြီးဟိုဘာကြပြီးရင်ကိုက insulin resistance ဝင်နေတာဖြစ်တဲ့အတွက်သူကဘာဖြစ်လဲဆိုတော့ sugar roller coaster ဖြစ်တာဟုတ်ရဲ့လမ်းများများလျှောက်လိုက်ရင်ဘိုက်ကချက်ချင်းပြန်စားပါအောင်လမ်းများများလျှောက်လိုက်ရင်ဘိုက်ကချက်ချင်းပြန်စားတော့ကျွန်တော်ကစားလိုက်တဲ့အရာကိုကြေဖို့အတွက်ရှောက်ရတာလေကျွန်တော်လည်းပြီးခဲ့တဲ့လဖြစ်တယ်စားလိုက်တဲ့အရာကိုတက်လာတာဟုတ်ဗျတက်လာတာကိုကျွန်တော်ပြန်ခြေဖို့ရှောက်လိုက်တော့ပြန်ထိုးကြလာအောင်ပြန်ထိုးကြလာတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဘာဖြစ်လဲကျွန်တော်တို့ပြန်စားအောင်ဘိုက်စားရအောင်ဗောနော်ဘိုက်ပြန်စားအောင်အဲ့မှာအဲ့လာတွေအရေးကြီးတယ်ဗျအဲ့တော့ကျွန်တော်တို့ကဝါနေမှလည်းသိရလေးလံထိုင်းပိုင်းနေတယ်သိရစိတ်မကြည်မှလည်းသိရငါဂျင်သွားတော့မှလည်းသိရဆိုရင်ကျွန်တော်တို့ဂျင်သွားလိုက်တဲ့ခါမှာဒီ energy management လို့ခေါ်တယ်ကျွန်တော်ရဲ့စွမ်းအင်တနေ့တာသုံးမဲ့စွမ်းအင်ကိုပြန်
အသုံးချခါမှာအရေးကြီးရပေါ့နော်အဲ့လာကိုသူထောက်ပြထားတယ်ဒေါက်တာဘန်ဂျမန်ဘစ်ကမန်ထောက်ပြရုံနဲ့မကတော့သူဘာပြောထားလဲဆိုတော့ကျွန်တော်တို့ဟောပေါ့နော်ကျွန်တော်တို့လိုပြဿနာရှိနေတဲ့သူတွေကတဲ့ post workout မှာဒီလိုလမ်းလျှောက်ပြီးွားတယ် gym နေဆော့ပြီးွားတဲ့နောက်မှာsport drink တွေမတောက်မိဘူးပေါ့နော်ဒီရေတက်ဖြည့်တဲ့အချိုရည်တွေအေးဘူးတွေမတောက်မိဖို့အရေးကြီးရဘာလို့လဲဆိုတော့ sugar ကျွန်တော်ပြန်စောင့်တိုင်ပြန်စားတော့ပြန်စားအဲ့နဲ့ပတ်ချာပြန်ရမ်းပြီးတော့ဂျင်သွားသလောက်ကျွန်တော်တို့မထိရောက်ဖြစ်တတ်တယ်ပေါ့နော်โอเคအဲ့တော့အဲ့လာလေးသူကထောက်ပြထားတယ်နောက်ပြီးတော့အဲ့မှာကျွန်တော်အရေးကြီးတဲ့အရာလေးကဘာလဲဆိုတော့ကျွန်တော်တို့မှာတက်စီဖြစ်နေတာပေါ့နော်တက်စီဖြစ်နေရပါလဲဆိုတော့ကျွန်တော်မိသားစုဆရာဝန်တွေစိတ်ကူးတဲ့ဆရာဝန်တွေရော statin ပေးထားတယ်ကဲထားပါတော့သူကဝနေတယ်ကိုလက်စထရောတွေတက်နေတယ် statin ပေးထားတယ် statin ပေးထားတယ်ကိုက gym သွားလိုက်တယ် gym သွားလိုက်တဲ့အချိန်မှာကိုက statin တောက်ထားတယ် statin က gym စသွားတဲ့နေ့မှာနာမှာနောက်နေ့သေအောင်နာမှာဆိုတာကိုကိုကအဲ့တော့ကိုယ့်ရဲ့ gym trainer ကလည်း statin တောက်ထားတယ်ဆိုတာကိုနားလည်ရမယ် statin ကော semaglutide ကောတူတူပဲအကုန်လုံးတူတူပဲเนาะကြွက်သားတွေနာလိမ့်မယ်ကြွက်သားဆုံးရှုံးလာတာဖြစ်တဲ့အတွက်ကြွက်သားတွေနာမှာသိရဗျာအဲ့တော့နာမှာကိုကသိထားရမယ်လို့ gym ဆရာသိမှာမဟုတ်ဘူးလေကျွန်တော်ပြောနားလည်လားမသိအဲ့တော့သူတို့နဲ့အပ်လိုက်ပြီဆိုရင်သူတို့ကလည်းပတ်စံယူပြီးသားဖြစ်တဲ့အတွက်ကိုယ်ပေးစေချင်တော့ train ရောအဲ့မှာပြဿနာတက်ကောပေါ့နော်အဲ့လာလေးနားလဲရမယ်လို့နော်အဲ့တော့ကိုကနောက်ပြီးတော့ပါပေါ့နော်ကျွန်တော်ခုနပြောခဲ့တဲ့မှာဂလူကိုဆမင်းကိစ္စပေါ့ကွာဒူးနာလို့ဂလူကိုဆမင်းတောက်နေတယ်ဂလူကိုဆမင်းကိုယ်တိုင်ကိုဂလူကိုဆမင်းကအားစီပဲအစစ်အားဖြည့်စီပဲဒေါက်တာဘန်ဂျမန်ကိုဘစ်မန်ကစာမျက်နှာ66မှာရေးထားတယ်ပေါ့နော်ဂလူကိုဆမင်းကိုယ်တိုင်လည်းသူကအစာတားစားတယ်အစစ်အားဖြည့်စီတောက်ပြီးတော့ကျွန်တော်တို့အစစ်မြစ်တွေကနာတာတွေတက်တာလာပြီမဲ့သူကတအားပူစားတယ်တအားပူစားတဲ့ခါကျတော့ insulin resistance တအားစားရင်ပြဿနာရှိနေမှာပဲလေအဲ့တော့ပြီးတော့အဲ့တော့စေးတောက်လိုက်ကျွန်တော်ဆိုလဲပေးတာပဲပေါ့နော်ကဲအဲ့လာလေးတွေကိုကျွန်တော်တို့က gym ဆရာနဲ့ကျွန်တော်တို့ကျမကြီးလိုက်စားဖို့ gym သွားတဲ့ခါမှာဒီဟာလေးတွေနားလည်ဖို့လိုတယ်ဆိုတာဘူးတုတာလေးပြောပြတာပေါ့နော်ကဲအဲ့တော့ဖြည့်ချင်းတဲ့အခါမှာလေ့ကျင့်ခန်းလေးတော့ဒီနေ့ပြောတာအခုကျွန်တော်ပြောနေတာနိုင်ခွက်ပြည့်တော့မယ်နော်နိုင်ခွက်ပြည့်ရင်သိမ်းပါဆိုတော့အဲ့တော့ကျွန်တော်ကတော့ကျွန်တော်တို့ပတ်ဝန်းကျင်နဲ့ကျွန်တော်တို့မိသားစုတွေကျွန်တော်ပြန်ကျမ်းမာဖို့ကျွန်တော်ရဲ့ DYB page လေးမှာတင်ထားသလို Define Your Prime by Doctor ရဲ့ပထမဆုံးစာမျက်နှာမှာတင်ထားသလိုကျွန်တော်တို့မိသားစုတသိန်းကိုကျမကြီးကို view site နေတဲ့သူတွေဖြစ်အောင်ကျွန်တော် information တွေသတင်းချက်လက်တွေပြန်လုပ်ဖို့ကျွန်တော်ဆရာထက်တန်တယ်ဒီဘာလို့လဲဆိုတော့ကိုယ်တိုင်လည်းလုံမှရမှာဖြစ်တဲ့အတွက်ကျွန်တော်ဆရာထက်တန်တယ်ကျွန်တော်လုံမယ်ပေါ့နော်လုံမဲ့အခါကျွန်တော်တို့ဒီຢာတွေအားလုံးခက်ခဲနေရတဲ့အရာတွေအားလုံးလွယ်ကူအောင်ဖြည့်ရှင်းပေးနိုင်မှုအတွက်ကျွန်တော်ကတော့ free grade ဒီ product 2မျိုးကျွန်တော်အခုကျွန်တော်ကိုယ်တိုင်လည်းသုံးမယ်ကျွန်တော်ပတ်ဝန်းကျင်မှာလည်းဒီ free grade product ကိုကျွန်တော်ထောက်လျှောက်ပြောပြမယ်ပေါ့နော် free grade product ကဘာကောင်းလဲဆိုတော့ခုနကျွန်တော်ပြောလိုက်ပါအောင်ထားလိုက်ပါအောင်ကျွန်တော်လေ့ကျင့်ခန်းလုပ်တယ်ပဲထားလိုက်လေ့ကျင့်ခန်းလုပ်တဲ့အခါကျတော့ဒီကျွန်တော် Unimate ဆိုရင်သူ့ထဲမှာပါတဲ့ chlorogenic acid ဗျာ chlorogenic acid ကမိတ်ဆွေတို့က gym သွားတယ်ဆိုရင်ကျွန်တော်တို့အာရုံစူးစိုက်မှုကောင်းရတယ်အောင်စူးစိုက်မှုကောင်းမှုအတွက်ကျွန်တော် coffee တောက်ရမယ် coffee တောက်တဲ့အခါဘာဖြစ်လဲဆို coffee က energy က gym ဆော့နေတဲ့အချိန်မှာ energy ကောင်းထွက်တယ် energy ကောင်းထွက်တော့ကောင်းဆော့နိုင်တယ်စောင်းနိုင်ပြီးရင်သူကတနာရီ2နာရီလောက်နေရင် coffee ကပြန်ပြုတ်ကြတစ်ခုထပ်တောက်အဲ့တော့အဲ့မှာနေကျွန်တော်တို့မပြေလည်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီသူ့ထဲမှာပါတဲ့ chlorogenic acid ကကျွန်တော်တို့ရဲ့ constant energy လို့ခေါ်တယ်ကို gym ဆော့လိုက်ရင်တော့မှတအားကြီးမောပန်းအာယုံမဆိုင်နိုင်ဘူးထိုးကြသွားတာမျိုးမဖြစ်ဘူးပြန်ဖြည့်ပေးဖို့အတွက်လည်းအဲ့လောက်ကြီးမလိုတော့ဘူးဗျာကျွန်တော် workout မသွားခင်မှာဒါလေးတောက်သွားရင်နောက်ပြီးသူကအစာကိုတော်တော်ထိမ့်ပေးနိုင်တယ် satiety ဖြစ်တာကိုတော်တော်လေးထိမ့်ပေးနိုင် chlorogenic acid ဆိုတာဘာလဲဆိုတော့ကျွန်တော် amino acid တစ်မျိုးပဲသူကကျွန်တော် yabamate leaf လို့ခေါ်တာပေါ့နော်တောင်မိကမှာပေါက်တဲ့ yabamate အဲ့ကနေပြီးတော့ကျွန်တော်တို့အရွက်လေးတွေကနေပြီးတော့ကျွန်တော်တို့အမှုန့်လေးလောက်ထားတာသူက yabamate အမျိုးအစားထဲမှာမှ chlorogenic အစ20ပါတဲ့ဒီ Unimate ကအစ20လောက်ပါတယ်ပေါ့နော်သူက GLP-1 ထွက်အောင်လို့လည်းသူကကူညီပေးသေးတယ်ဒီအဲ့တော့ကျွန်တော် GLP-1 တွေကိုထိုးနေမယ်တောက်နေမယ်အစားပြီးတော့သူတွေများတာတဘာဝတိုင်းရတဲ့အရွက်ကလာတဲ့ chlorogenic acid နဲ့ GLP-1 ရအောင်ဒီ Unimate ရဲ့နောက်ပြီးတော့ကျွန်တော်တို့အစာထိန်းဖို့ပေါ့နော်ဒါ fiber ပါကျွန်တော်ဘယ်သူမှအသီးနှံအသီးရွက်ကိုယုံနေလိုမျိုးတစ်နေ့တာမှ10မျိုး10မျိုးဘယ်သူမှမစားနိုင်ဘူးဗျဒီ fiber products ပါ balance လို့ခေါ်ပါတယ်သူကကြတော့ကျွန်တော်အစာမစားခင်မှာတောက်မယ်ကျွန်တော် gym ကပြန်လာပြီးဆို bite အားစားတဲ့အခါမှာဒီက bite အားအများကြီးစားလိုက်မိဝင်မထိန်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီဟာလေးကျွန်တော်ကြိုတောက်ထားလိုက်မယ်ပြီးမှကျွန်တော်နောက်က carbohydrate တွေ ကစီတွေအစီတွေစားမယ်ဆိုရင်သူက soluble insoluble fiber ကိုပါတယ်နောက်ပြီးတော့ကျွန်တော်တို့ပါတာပြီးရင်ကျွန်တော်ရေမြုပ်လိုပဲကျွန်တော်စားတဲ့အစီစိတ်တွေကစီ
ကစီတွေကိုကျွန်တော်တို့သူကရေမြုပ်လိုပဲစုပ်ယူထားပြီးတော့ဦးလန်းကြောင်ကျန်းမာစီတယ်ပြီးရင်ဦးရဲကနေသွေးသားတွေကိုဖြည်းဖြည်းချင်းပို့ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ balance ပေါ့နော် balance ကတစ်နေ့2ထုပ် university ကတစ်နေ့2ထုပ်နဲ့ကျွန်တော် free grade ကိုတကယ်ကို program ကြတောက်မယ်ဆိုရင်ကျွန်တော်တို့ပြောင်းလဲမှုအများကြီးကြုံနိုင်တယ်ဒီအရာနဲ့ပတ်သက်ပြီးကျွန်တော်လုံးဝ passionate ဖြစ်တယ်ဒီအရာကိုကျွန်တော်ပတ်ဝန်းကျင်ကိုတောက်လျှောက်ပြောပြနေမယ်ပေါ့နော်ပြောပြတဲ့အခါမှာ insulin resistant information တွေကိုကျွန်တော်တောက်လျှောက်ဖြည့်ပေးမယ်နောက်ပြီးတော့ကျွန်တော် free grade ကိုကျွန်တော်ပြောပြမယ်ပေါ့နော်ဒါတွေပြောပြနေမယ်အဲ့တော့နောက်တစ်ပတ်မှာလည်းကျွန်တော်ထပ်ပြီးတော့ဒီ live အစီအစဉ်တွေထပ်လုပ်ပါမယ်လို့เนาะဒီနေ့တော့ဒီလောက်ပဲပေါ့နော်